အားလုံးပဲမင်္ဂလာပါရှင်ကျမခုရောက်ရှိနေတာကတော့ AP ထိုင်းကအသစ်ဆောက်လုပ်မဲ့ဝက်ကွဲရောက်ရတဲ့ Aspire စုကူပဲ103ကိုရောက်ရှိနေပါတယ် Aspire စုကူပဲ103 project ဟာ Udosu BTS station ရဲ့အနီးမှာဆောက်လုပ်မှာဖြစ်ပြီးတော့ BTS station နဲ့800မီတာကွာမှာတည်ရှိမှာပဲဖြစ်ပါတယ်ရှင်ဒီကော်တို့ဟာအငားဈေးကွက်အတွက်ရင်းနှီးမြှုပ်နှံလိုသူတွေအတွက် location ကောက်တဲ့ BTS Udosu အနီးမှာတည်ရှိတာဖြစ်လို့ရင်းနှီးမြှုပ်နှံသူတွေရွေးချယ်တဲ့ကော်ဒိုတစ်ခုပဲဖြစ်ပါတယ်ရှင်ဒီကော်ဒိုဟာရင်းနှီးမြှုပ်နှံလိုသူတွေအတွက်အငားဈေးကွက်ကောင်းတဲ့ location မှာတည်ရှိလို့ဝယ်ယူပြီးတော့ရင်းနှီးမြှုပ်နှံတဲ့ကော်ဒိုတစ်ခုဖြစ်ပါတယ်ရှင်ဒီကော်ဒိုဝယ်ယူမယ်ဆိုလို့ရှိရင်မြန်မာငွေ300ဝန်းကျင်လောက်ရင်းထားရုံနဲ့ဒီကော်ဒိုကိုပိုင်ဆိုင်မှာပဲဖြစ်ပါတယ်ရှင်ဒီကော်ဒိုဟာ Udosu BTS နဲ့800မီတာကွာမှာဆောက်လုပ်ထားတာဖြစ်ပါတယ်ရှင်ဒီကော်ဒိုမှာဘေးတွေ6ခုပါဝင်ပြီးတော့ unit ပေါင်း1126 unit ပါဝင်မှာဖြစ်ပါတယ်အလွန်မြင့်မကြိုက်တဲ့သူတွေအတွက်ဒီ project လေးဟာအလွန်မြင့်မကြိုက်တဲ့သူတွေနဲ့အဆင်ပြေတဲ့ low risk ကော်ဒိုမျိုးစားလေးပဲဖြစ်ပါတယ်ရှင်ကော်ဒိုဟာ2020မှာပြီးဆုံးမဲ့ new project ကော်ဒိုလေးတစ်ခုပဲဖြစ်ပါတယ် Aspire စုကူပဲ103ရဲ့အသက်ချင်းနောက်တစ်ခုကတိချစ်သူတွေအတွက်တိလေးတွေမွေးလို့ရတဲ့ pet friendly ကော်ဒိုတစ်ခုလည်းဖြစ်ပါတယ်ရှင်ဒီကော်ဒိုရဲ့ဖွဲ့စည်းပုံ unit လေးတွေကိုကျမနဲ့အတူတူ single လေးတွေကိုလိုက်ကြည့်အောင်နော်I just need some time.